မင်းတို့သိလားငါဘေချင်းမှာကားမောင်းလာတာ10နှစ်ရှိပြီတခါမှကားမချစ်ဘူးအဲ့ဒါငါရဲ့နီးပညာကကောင်းလို့မဟုတ်ပါဘူးငါကနီးလန်းကိုတိနေလို့ပါအခုငါပြောမဲ့စကားတွေကိုတေချာမှတ်ထားပါလမ်းကဘလောက်ပဲကျင်းချင်းမင်းတို့ဘေးကင်းကင်းနဲ့ဖြတ်မောင်းသွားနိုင်လိမ့်မယ်ပထမဆုံးဒီလိုကျင်းမြောင်းတဲ့လမ်းမျိုးကိုဖြတ်မောင်းတဲ့အခါရှေ့လေကာမှန်ရဲ့ဘယ်ဘက်အောက်ခြေထောင်းကိုတေချာစိုက်ကြည့်ပါဒီဘယ်ဘက်အောက်ခြေထောင်းကဘေးကကားရဲ့မီးတီးတွေထက်ပိုပြီးနှိမ့်နေတဲ့ရွေ့တော့မင်းတို့ဘေးကင်းကင်းနဲ့ဖြတ်မောင်းသွားနိုင်ပါလေဒုတိယအနေနဲ့လမ်းဘေးမှာကားရက်ချင်တဲ့အခါကားမှတုတ်တန်ရဲ့အစ်စ်လေးကိုတေချာကြည့်ထားပါအဲ့ဒီအစ်စ်လေးကလမ်းဘေး platform အစွန်းနဲ့ထပ်တူကျသွားတဲ့အချိန်ကျမှစတီယာရင်ဘီကိုဖြည်းဖြည်းချင်းပြန်တက်လိုက်ပါဒီအချိန်မှာကားကလမ်းဘေး platform နဲ့30 cm အကွာအဝေးမှာကွက်တိရောက်နေမှာဖြစ်ပါတယ်တတိယအချက်ပါကင်ထိုးတဲ့အခါရှီကကားရဲ့နောက်ပန်းပါအောက်ခြေလိုင်းကိုကိုကားတွေကနေလမ်းမမီရတော့တဲ့အထိရောက်သွားရင်ဘရိတ်ကိုချက်ချင်းနှင်းလိုက်ပါဒီအချိန်မှာရှီကားနဲ့ကိုကားကြအကွာအဝေးကအတိအကျ1မီတာရှိနေမှာဖြစ်ပါတယ်ဒီအကွာအဝေးကိုထိန်းထားပြီးမောင်းထွက်မယ်ဆိုရင်စတီယာရင်ကိုအဆုံးလှည့်ပြီးတမ်းမောင်းထွက်ရုံနဲ့ရှီကားကိုလုံးဝမတိုက်ပဲအလွယ်တကူထွက်သွားနိုင်မှာပါနောက်ဆုံးတစ်ခုကတော့ကိုဘေးမှာအတားအဆီးတစ်ခုခုရှိနေပြီး꿰ချင်တဲ့အခါကိုရဲ့ပခုံးကဘီးကအတားအဆီးကိုကြော်သွားပြီဆိုရင်စတီယာရင်ကိုဘလူပဲလှည့်လေဘီးကကားကိုလုံးဝချစ်မိမှာမဟုတ်ပါဘူးဘလို့လေဒီနီးလန်းကိုတက်သွားပြီဆိုရင်မျက်စိမိတ်မောင်းရင်တော့ကားကိုချစ်မိတော့မှာမဟုတ်ပါဘူးနေ့တိုင်းကားအသိပညာတွေလေ့လာဖို့ငါ့ကို follow လုပ်ထောင်းတော့